တုန်းကအလွန်အေးသောနှင်းကြတဲ့ဆောင်းရာသီတစ်နေ့မှာဘယင်မတစ်ယောက်ကသတင်းပေါက်နာမှာအချုပ်နေခဲ့သည်အချုပ်နေစဉ်မတော်တဆသူမလက်ချောင်းကိုအနှဲ့ထိုးမိပြီးအနီရောင်သွေးတချို့ဟာသတင်းပေါက်အပေါ်ရှိနှင်းပေါ်ကိုကျသွားခဲ့သည်အဖြူရောင်နှင်းပေါ်မှာအနီရောင်သွေးပေါက်တွေမြင်ရတာကိုကြည့်ပြီးသူမကမိမိကိုယ်ကိုတိုးတိုးလေးပြောလိုက်သည်နှင်းလိုဖြူတဲ့အသားရည်သွေးလိုအနီရောင်နှက်ခမ်းဒီရက်ပနေတစ်သားလိုအနက်ရောင်သပင်ရှိတဲ့ကလေးတစ်ယောက်ရှိရင်ကောင်းမယ်မကြခင်မှာပဲဘယင်မကသူမဆန္ဒအတိုင်းပဲထင်ရှားလှပတဲ့မိန်းကလေးတစ်ယောက်ကိုမွေးဖွားခဲ့သည်ကလေးမရဲ့အသားရည်ကနှင်းလိုဖြူနှက်ခမ်းကသွေးလိုနီသပင်ကညလိုအနက်ဖြစ်နေသည်သူမနာမည်ကို Snow White လို့ခေါ်ကြမယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကကြာမတည်ခဲ့ပါဘူး။ဘယင်မဟာမကြခင်ပဲကွယ်လွန်သွားခဲ့သည်။တစ်နှစ်ကြာပြီးနောက်ဘယင်ကနောက်ထပ်မိဖုရားတစ်ယောက်ကိုလက်ထပ်ခဲ့သည်။အသက်ဝင်လာတဲ့မိဖုရားကလှပပေမဲ့အလွန်မာနကြီးပြီးရက်စက်သူဖြစ်သည်။သူမထက်လှတဲ့သူရှိတာကိုမခံနိုင်ခဲ့ပါ။သူမမှာမော်တခိုးရှိတဲ့မျက်မှန်တစ်ချက်ရှိပြီးနေတိုင်းမေးလေးရှိသည်။ Mirror, mirror on the wall. Who is the fairest one of all? မျက်မှန်ကအမြဲတမ်းပြန်ဖြေသည်ဘယင်မကြီးပဲအလှဆုံးဖြစ်ပါတယ်အဲ့ဒီအဖြေကသူမကိုအမြဲပျော်စေခဲ့သည်ဒါပေမဲ့တနေ့မှာတော့ Snow White ကချစ်စရာကောင်းတဲ့ကလေးမလေးအဖြစ်ကြီးထွားလာခဲ့သည်သူမအသက်9နှစ်ပဲရှိသေးပေမဲ့ဘယင်မထက်တောင်ပိုလာခဲ့သည်တနေ့မနက်မှာမိဖုရားကမျက်မှန်ကိုထပ်မေးခဲ့သည် Mirror, mirror on the wall.Who is the fairest one of all? မျက်မှန်ကပြန်ဖြေသည်ဘယင်မကြီးလှပါတယ်ဒါပေမဲ့ Snow White ကတင်ထက်ပိုလှပါတယ်မိဖုရားကအယမ်းမြက်ထွက်သွားသည်သူမရဲ့မနာလိုမှုကအမုန်းဖြစ်သွားခဲ့သည်အဲ့ဒီနေ့ကစပြီး Snow White ကိုမမြင်ကျင်တော့ပါဘူးနေတိုင်းအမျက်နဲ့မနာလိုမှုတွေပိုများလာခဲ့သည်နောက်ဆုံးမှာသူမကမိုးဆိုးတစ်ယောက်ကိုခေါ်ပြီးအမိန့်ပေးခဲ့သည် Snow White ကိုတောထဲကိုခေါ်သွားသူမကိုတတ်ပြီးသူမရဲ့နှလုံးကိုတတ်သိအဖြစ်ယူလာခဲ့မိုးဆိုးကအမိန့်ကိုလိုက်နာပြီး Snow White ကိုတောနက်ထဲကိုခေါ်သွားခဲ့သည်သူမကိုတတ်ဖို့ဓားကိုမြှောက်လိုက်ချိန်မှာ Snow White ကငိုပြီးတောင်းပန်ခဲ့သည်ကျေးဇူးပြုပြီးမတတ်ပါနဲ့ကျမကိုလွှတ်ပေးပါကျမဘယ်တော့မှပြန်မလာတော့ပါဘူးမူဆိုးကသူမရဲ့အပြစ်မဲ့တဲ့မျက်နှာကိုကြည့်ပြီးတနာသွားခဲ့သည်ပြေးတော့ကလေးမလေးဘယ်တော့မှပြန်မလာနဲ့မိဖုရားကိုလှည့်စားဖို့မူဆိုးကတောဝက်တကောင်ကိုတတ်ပြီးသူ့ရဲ့နှလုံးကိုယူသွားခဲ့သည်မိဖုရားက Snow White တည်သွားပြီလို့ယုံကြည်ပြီးအဲ့ဒီနှလုံးကိုချက်စားခဲ့သည်ဒီချိန်မှာ Snow White ကတောထဲမှာတယောက်တည်းကြောက်ရွံ့နေခဲ့သည်ဘာလို့ရမလဲငါပဲမှာလဲသူမအချိန်ကြာပြေးခဲ့သည်နောက်ဆုံးနေဝင်ချိန်မှာတောအလယ်မှာအိမ်လေးတစ်လုံးကိုတွေ့ခဲ့သည်အိမ်ထဲမှာပကံ9လုံးခွက်9လုံးအိပ်ယာ9ခုရှိနေခဲ့သည်စာလောင်ပြီးပင်ပန်းနေတဲ့ Snow White ကပကံတိုင်းကအနှဲငယ်စားပြီးခွက်တိုင်းကအနှဲငယ်တောက်ခဲ့သည်ထို့နောက်အိပ်ယာ9ခုကိုစမ်းကြည့်ပြီးအစဉ်ပြေတဲ့တစ်ခုမှအိပ်ပျော်သွားခဲ့သည်ညမှာတော့တောင်ထဲကတထုတွင်းလှုပ်ပြီးပြန်လာတဲ့လူပု9ယောက်အိမ်ကိုပြန်လာခဲ့သည်ကြည့်ပါဦးတယောက်ယောက်အိမ်ထဲဝင်ခဲ့တယ်ငါကူလာထိုင်မှာဘသူထိုင်သွားတာလဲငါခွက်ထဲကဘသူတောက်သွားတာလဲငါပကံထဲကဘသူစားသွားတာလဲငါအိပ်ယာမှာဘသူအိပ်နေသလဲသူမကအခုထိအိပ်နေတော့ပဲသူမဘသူလဲအရန်လာတာပဲသူတို့ကသူမကိုမနှိုးပဲအိတ်ခွင့်ပေးခဲ့သည်မနက်မှာ Snow White နိုးလာပြီးလူပုတွေကိုမြင်တော့အံ့ဩသွားခဲ့သည်သူတို့ကမိတ်ဆွေလိုဆက်ဆံခဲ့ပြီးသူမရဲ့ဇလန်းကိုမေးခဲ့သည် Snow White ကမိဖုရားဆိုးအကြောင်းမူဆိုးကသူမကိုလွှတ်ပေးခဲ့တဲ့အကြောင်းတောထဲမှာလှည့်လည်ခဲ့တဲ့အကြောင်းပြောပြခဲ့သည်လူပုတွေကပြောခဲ့သည်ဒီမှာနေခြင်းရင်အိမ်ကိုတန်ရှင်းအောင်လို့ချက်ပြုတ်ချုပ်လို့အဝတ်လျှော်လုပ်ပေးပါဒါဆိုငါတို့နဲ့နေနိုင်တယ်ငါတို့မင်းကိုကာကွယ်ပေးမယ်
Snow White ကကျေးဇူးတင်ပြီးသဘောတူခဲ့သည်ဒါပေမဲ့မနက်တိုင်းလူပုတွေထွက်ခါနီးမှာသတိပေးခဲ့သည်တကားကိုဘသူအတွက်မှမဖွင့်နဲ့မင်းရဲ့မိဖုရားကမင်းအသက်ရှင်နေတုန်းဆိုတာမကြခင်သိလိမ့်မယ်တနေ့မှာမိဖုရားကမျက်မှန်ကိုထပ်မေးခဲ့သည်မျက်မှန်ကပြန်ဖြေခဲ့သည်ဘယင်မကြီးလှပါတယ်ဒါပေမဲ့တောင်ကျော်ပြီးလူပု9ယောက်နဲ့နေတဲ့ Snow White ကပိုလှပါတယ်မိဖုရားကအယမ်းမြက်ထွက်သွားခဲ့သည်သူမကအဖိုးအိုမိမပုံစံပြောင်းပြီးလူပုအိမ်ကိုသွားခဲ့သည်လှပတဲ့ကြိုးတွေရောင်းပါတယ် Snow White ကအန္တရာယ်မရှိဘူးလို့ထင်ပြီးတကားဖွင့်ခဲ့သည်မိဖုရားကကြိုးနဲ့သူမကိုတင်းတင်းချီလိုက်သည် Snow White ကမူးလဲသွားခဲ့သည်လူပုတွေပြန်လာပြီးခြိထားတဲ့ကြိုးကိုဖြုတ်လိုက်တော့သူမပြန်လဲအသက်ရှင်လာခဲ့သည်နောက်တစ်နေ့မှာမိဖုရားကထပ်ပြီးလိန်လည်ခဲ့သည်ဒီတစ်ခါတော့အစိပ်ပါတဲ့ခေါင်းပြေးကိုယူလာခဲ့သည် Snow White ရဲ့စပင်ထဲထည့်လိုက်ချိန်မှာသူမထပ်မူးလဲသွားခဲ့သည်လူပုတွေပြန်လာပြီးခေါင်းပြေးကိုထုတ်လိုက်တော့သူမပြန်နိုးလာခဲ့သည်ဒါပေမဲ့မိဖုရားကနောက်ဆုံးအန္တရာယ်အကြီးဆုံးလှည့်ကွက်ကိုပြုလုပ်ခဲ့သည်အနီနဲ့ဖြူပါတဲ့အစိပ်ပန်းသီးတစ်လုံးသူမကပန်းသီးကိုနှစ်ပိုင်းဖြတ်ပြီးပြောခဲ့သည်မင်းအနီဘက်ကိုစားငါအဖြူဘက်ကိုစားမယ် Snow White ကယုံပြီးကြိုက်လိုက်သည်ချက်ချင်းပဲသူမမြေကြီးပေါ်ပြိုလဲသွားခဲ့သည်လူပုတွေပြန်လာပြီးစူးစားပေမဲ့သူမကိုမနိုးနိုင်တော့ပါသူတို့3ရက်လုံးငိုခဲ့ပြီးဖန်ခွက်တစ်တာတစ်ခုလောက်ကတောင်ပေါ်မှာထားခဲ့သည်တနေ့မှာမင်းသားတစ်ယောက်တောထဲကဖြတ်သွားရင်းအဲ့ဒီဖန်တစ်တာကိုတွေ့ခဲ့သည်သူမရဲ့လှပမှုကြောင့်အလွန်ထိခိုက်သွားပြီးပြောခဲ့သည်ကျေးဇူးပြုပြီးသူမကိုကျွန်တော်နဲ့အတူယူသွားခွင့်ပြုပါလူပုတွေသဘောတူခဲ့သည်သူတို့တစ်တာကိုတည်သွားချိန်မှာတယောက်ကလမ်းပေါ်မှာခလုတ်တိုက်သွားခဲ့သည်အဲ့ဒီတုန်ခါမှုကြောင့် Snow White ရဲ့လေချောင်းထဲကအစိပ်ပန်းသီးအပိုင်းထွက်ကျသွားခဲ့သည် Snow White ကနိုးလာခဲ့သည်မင်းသားကပြောခဲ့သည်ကျွန်တော်နဲ့အတူရဲတိုက်ကိုလိုက်ခဲ့ပါကျွန်တော်ရဲ့မိဖုရားဖြစ်ပေးပါ Snow White ကပြုံးပြီးသဘောတူခဲ့သည်ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခုကျင်းပခဲ့သည်မိဖုရားဆိုလည်းဖိတ်ကြားခံရခဲ့သည်ထွက်ခါနီးမှာမျက်မှန်ကိုမေးခဲ့သည် Mirror, mirror on the wall. Who is the fairest one of all? မျက်မှန်ကပြန်ဖြေခဲ့သည်ဘယင်မကြီးလှပါတယ်ဒါပေမဲ့မိဖုရားအစ်စ်ကတင်ထက်ပိုလှပါတယ်မင်္ဂလာပွဲမှာမိဖုရားဆိုးအတွက်ဒဏ်ခတ်မှုပြင်ဆင်ထားခဲ့သည်သူမကိုအပူထည့်ထားတဲ့တန်ဖက်ဝတ်ခိုင်းပြီးကခုန်ခိုင်းခဲ့သည်သူမမြေကြီးပေါ်ပြိုလဲသွားတဲ့အထိကခုန်ခဲ့ရပြီးနောက်တစ်ကြိမ်မထနိုင်တော့ပါ Snow White နဲ့မင်းသားကသူတို့နိုင်ငံကိုကျင်နာမှုနဲ့ပျော်ရွှင်မှုနဲ့အုပ်ချုပ်ခဲ့သည်သူမကိုကယ်တင်ခဲ့တဲ့လူပု9ယောက်ကိုလည်းမမေ့ခဲ့ပါသူတို့ကိုအမြဲဧည့်သည်ဂုဏ်ပြုအဖြစ်ကြိုဆိုခဲ့သည်ထိုအခါမှစ၍သူတို့အားလုံးပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်